အားလုံးပဲမင်္ဂလာပါရှင်။နန်းကြီးတုပ်ဒါမှမဟုတ်မန္တလေးမြို့တီတုပ်လေးလှူစားကြရအောင်နော်။အရင်ဆုံးချက်သားလေးတွေကိုအနှစ်ချက်ဖို့စားရတာလေးတွေနဲ့နေထားပါမယ်ရှင်။ချက်သားလေးတွေကိုစီတက်ဖို့အတွက်ချက်သွန်ပြူချင်းချက်သွန်နီတို့လည်းတင်ထားပါမယ်ရှင်။စီပူလာရင်တော့ချက်သွန်ပြူနဲ့ချင်းကိုအရင်ဆုံးစီတက်ပါမယ်ရှင်။ဒီလိုလေးမွေးလာရင်တော့ချက်သွန်နီကိုထည့်ပြီးကြော်ပါမယ်ရှင်။ချက်သွန်နီလေးကိုအရင်ပြောင်းလာရင်တော့ချက်သားမြို့တိအစိမ့်မုတ်တို့ထည့်ပြီးတော့လုံးပါမယ်ရှင်။ချက်သွန်နီကိုအခုလိုမျိုးလေးထိကြော်ပြမလို့ပါဘူးနော်။ပြီးရင်တော့ချက်သားလုံးထားတဲ့ထဲကိုရေလေးနည်းနည်းထည့်ပြီးနူးလာတဲ့အထိတည်ထားပါမယ်ရှင်။ရေခမ်းသွားရင်တော့ချက်သားလေးတွေချက်ပါပြီရှင်။အတုပ်ထဲမှာထည့်တုပ်ဖို့ချက်သားအနည်းလေးရပါပြီရှင်။ဝယ်လာတဲ့နန်းကြီးဖက်လေးတွေကိုရင်းနှီးပြန်ထိုးထားပါတယ်ရှင်။မြို့တီးစီတက်ဖို့အတွက်စီပူအောင်တည်ထားပါမယ်ရှင်။စီပူလာရင်တော့အတစ်ပြင်ထားတဲ့မြို့တီးစိမ့်မှုပကံလေးကိုစီပူတွေဖြည်းဖြည်းချင်းလောင်းထည့်ပါမယ်။မြို့တီးတွေတူးမှကြောက်ရင်တော့ရေဒီတစ်စက်နှစ်စက်လောက်တောက်ပေးနိုင်ပါတယ်နော်။ချက်သွန်စိန်နန်းနန်းပင်ချက်ဥပြုတ်တံမြာတီးတို့လည်းတင်ထားပါမယ်နော်။အတုပ်ထဲမှာမဖြစ်မနေထည့်ရမယ်ပဲချက်မှုပါရှင်။အတုပ်တုပ်ဖို့အားလုံး ready ဖြစ်ပါပြီရှင်။ကျမကတော့3ယောက်စာကိုတခါတည်းပေါင်းပြီးတုပ်လိုက်ပါတယ်နော်။လူ3ယောက်အဝစားပါပဲရှင်။အစာပလာလေးတွေလည်းထည့်ပြီးပြီဆိုတော့ပြေဆုံးသွားပြီပေါ့နော်။ဒီမှာချက်ထားတဲ့ရခိုင်မုတ်တီဟင်းလေးနဲ့တွဲပြီးတောက်ပါမယ်နော်။အားလုံးပဲစားကောင်းကြပါစေနော်။ကြည့်ရှုပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။